ဒီနေ့ကတော့ဒငင်းသီးငပိချက်လေးချက်ပုံလေးပြောပြပေးမယ်နော်ငရုတ်သီးစိမ်းကတော့ဒါပြည်နံသီးလေးတွေသုံးလာတယ်ကိုယ်တိုင်ခြံတော့ကိုခြံနဲ့ကိုစိုက်ထားတာလေးခူတာပေါ့နော်အမယ်လေးတွေလည်းရနေပြီဆိုတော့ပိုဆက်ပြီးအမယ်လေးတွေရောအစိမ်းလေးတွေရောဒါတစ်ခါစားခူလိုက်ပြီပေါ့နော်ခူပြီးရင်သူ့ကိုစက်သွန်ဖြူအနီးအားတော့ငရုတ်သီးစိမ်းရယ်စွန်ချောက်လေးနဲ့နေစက်သွန်ဖြူရယ်စက်သွန်နီးရယ်ပစုံချောက်ရယ်ပေါ့နော်ဒါစီတက်လေးစီတက်ပြီးတော့မြင်းသီးလေးကိုပြုတ်ထားတာပေါ့နော်ပြုတ်ထားပြီးတာကိုနည်းနည်းလေးဟိုစီတက်ပြီးတော့ဒငင်းသီးပြုတ်ပြီးတာကိုနည်းနည်းဖွာအောင်ထောင်းထားတယ်ဒီနေ့ရှယ်မိန်ဒငင်းသီးဒငင်းသီးငပိချက်ချက်ပြီးရင်ဒါမြင့်ငပိလေးကိုအသေးမပါဘူးနော်ရေလေးနည်းနည်းဖြိုထားတယ်မြင့်ငပိလေးကိုပေါ်ရန်အရေးကြီးလေးပဲထဲမှာတဲပါနော်ဆိုတော့အရေးလေးနည်းနည်းဖြိုတယ်အောက်ကအနှစ်တွေမသုံးပေါ်ရည်ကြီးလေးပဲသုံးတယ်မြင့်ငပိလေးထည့်ပြီးတော့မှွေတယ်နော်ဝေပြီးရင်စားလေးနည်းနည်းပဲထည့်တယ်သူကအချိုးလဲပါပြီးသားဆိုတော့ဒီမြင့်ငပိမှာလည်းနည်းနည်းအငံတက်ပါတဲ့ခါကျစားလဲအများကြီးသုံးစရာမလိုနည်းနည်းလေးထည့်ပြီးတော့ဝေပြီးတော့ပုတ်ကြမယ်ခဏနေလို့ရှိရင်စီလေးနည်းနည်းပြန်ရေလေးနည်းနည်းထည့်ပြီးတော့စားလို့ရှိရင်ရပြီပေါ့နော်ဒီငါဒငင်းသီးငပိချက်နဲ့ငါနဲ့ကတော့အချင်းလေးတွေအရန်ကောင်းနေပြီဒငင်းသီးကပြုတ်ထားတာဆိုတော့ပြစ်လို့ရှိရင်နင်တို့သိအောင်ငါအကြောင်းလာချတာဒငင်းသီးကိုနှစ်ရေပြုတ်ထားတာစားပြီးရက်လို့မရတော့ဘူးရက်မရအောင်ပကံလည်းမရနှစ်ပကံလည်းမရဖြစ်နေပြီအရန်ကောင်းအရန်စားကောင်းတယ်သိလားမခံနိုင်နှစ်ကတော့စီးနေရောပဲအရန်ကောင်းနှစ်ကတော့လည်းတနေ့ကုန်စားပြီးတော့ညအရန်ကောင်းအရန်ကြက်သမင်းနဲ့လည်းမဟုတ်ဒီတိုင်းစားရတာကိုလည်းအရန်ကြက်ညင်းသီးတွေကလည်းအရန်တန်အရန်စိမ့်နေရောပဲသူစားလို့အရန်ကောင်းစားပြီးရင်စားခြင်းဆက်လေးနဲ့လေစစ်စစ်ချက်တော့ဘာပြောစရာရှိသေးလဲတချို့ကကြတော့အဲ့လိုထောင်းပြီးဖြစ်ပြီးတော့နှမ်းလေးနဲ့စီလေးနဲ့ဖြန်းစားတာပေါ့နော်မေကတော့မဟုတ်ဒီတိုင်းမပြစ်ချက်လေးချက်ပေါ့လေမပြစ်ချက်လေးအရန်စားကောင်းမေအောင်တိတ်မစားရအောင်စားပြီးရင်စားခြင်းလေရုပ်သီးသိမ်းလေးကလည်းခြံတော်လေးနဲ့ဆက်ဆက်လေးမြင်ငါပြီးလေးနဲ့